Hello အားလုံးပဲမင်္ဂလာပါဒီတစ်ခေါက်မှာတော့မွေးနေ့ရှင်ကောင်းမလေးတဲ့ကျွန်တော်မရိုက်ဖူးတဲ့ပုံစံလေးကျွန်တော်ရိုက်ထားပါတယ်ဘယ်လိုပုံစံလေးရိုက်ထားလဲဆိုတော့တစ်ချက်လောက်လိုက်ကြည့်ပေးပါ